ပြင်ဦးလယ်မှာဆိုရင်ညီကိုတွေအတွက် hair design နဲ့ပတ်သက်လို့လာပြီဆိုရင်ဘယ်နေရာမှာကောင်းကောင်းလေးညှိရမလဲမင်းနေတဲ့သူတွေအတွက် Crystal မန္တလေးရောက်ပြီဆိုရင်ပေါ့နော်အမြဲတမ်းသွားနေကြဖြစ်တဲ့မန္တလေးမြို့ရဲ့နာမည်ကြီး hair salon တွေတွေကတစ်ခုဖြစ်တဲ့စိုင်ကြီးရဆိုရင်အခုပေါ့နော်ပြင်ဦးလယ်ကိုရောက်ရှိလာပြီဖြစ်တဲ့အတွက်ကြောင့်အားလုံးကိုပြန်ပြီးတော့ share လုပ်ပေးချင်ပါတယ်ဒီဆန်မားကလေစိုင်ရဲ့ decoration ရအစားတေချာကိုမှပြင်ဆင်ပေးထားတဲ့အပြင်စိုင်သစ်ဖွင့်တဲ့ promotion အနေနဲ့ up to 30% အထိအောင်မှ discount တွေရှိအောင်မှာပဲဖြစ်ပါတယ်လိပ်စာလေးကတော့ပြင်ဦးလယ်မြို့ရဲ့သူ့မင်္ဂလာဈေး main ဘောက်ကနေဝင်လာပြီဆိုရင်ပထမဆုံးတွေးမဲ့ဆက်လီကားကိုတက်လာပါပြီးရင်တော့အခုမြတွေ့နေရတဲ့ရွှေရမင်းရဲ့ MGOU ဆိုင်ရဲ့ပြီးတော့ Julep ဆိုင်ရှိရပေါ့နော်အခုပြနေရဲ့လမ်းအတိုင်းလေးကိုပဲတိတိလေးပဲဝင်လာခဲ့လိုက်ပါအခုမြတွေ့ခဲ့ရတဲ့လမ်းတစ်လျှောက်အတိုင်းပဲပေါ့နော်ဘယ်မှကိုမသွားပါဘူးတိတိကိုပဲဝင်လာနိုင်မယ်ဆိုရင်တော့ Sun Fashion ရဲ့အကျော်နားမှာဆိုရင်ဒီရှိနေတဲ့ Mandalay Hair Pro Hair Design ဆိုတဲ့ဆိုင်ကြီးပဲဖြစ်ပါတယ်ဒီ Mandalay Hair Pro ဆိုတဲ့ဆိုင်ကြီးအောင်ဆိုရင်ပေါ့နော် Mandalay မြို့မှာဆိုရင်နာမည်ကြီးစလွန်းနေရတခုဖြစ်တယ်လို့မျိုးတချို့ပြုံးလွင်ရသူတွေဆိုရင်ပေါ့နော် Mandalay Hair Pro မှာသပင်လုံးချင်လို့ပေါ့နော် Mandalay ထီအောင်ဆင်းရခဲ့ရအခုဆိုရင်တော့လေ Mandalay ကြီးဆင်းစရာမလိုပဲနဲ့ပြုံးလွင်မျိုးရဲ့သူမင်္ဂလာစီရဲ့ပထမထပ်မှာဆိုရင်လေဆိုင်ခွဲကြီးကိုပေါ့နော်အခုလိုမျိုးခန်းသားတွေဝါစာနဲ့ဖွင့်လှစ်ထားပြီးဖြစ်တဲ့အတွက်ကြောင့်တော်တော်လေးကိုအဆင်ပြေနေပါပြီပြီးတော့လေသူကဆိုင်သစ်ဖွင့်တဲ့ promotion အနေနဲ့ပေါ့နော်ဒီမေလ10ရက်နေ့ထိဆိုရင် discount ရှိပါတယ် rebound နေပန်းတဲ့ကာလာကိုဆိုရင်ပေါ့နော် VIP ကတ်ရှိရဆိုရင် VIP မမကတ်ရှိရဆိုရင်30% discount ရမှာဖြစ်ပြီးတော့မမကတ်မရှိဘူးဆိုရင်လေ20% discount ရမှာဆိုတော့လေအခုချိန်မှာသွားပြီးတော့လုပ်မယ်ဆိုရင်အရန်ကိုတန်တာပေါ့နော် Crystal ရောဒီနေ့ခေါင်းလျှော်ပြီးတော့စပင်ညက်မှာပေါ့နော်သူရှိမှာလေခေါင်းလျှော်ပါဆိုရင်ပုံမှန်လျှော်ပါလေးရတယ်လို့မျိုး Crystal အခုလုပ်ခဲ့တယ်လို့ပေါ့နော် Organic Scrub Shampoo Service လည်းရှိပါတယ်သူကရိုးရိုးပဲဆိုရင်2000ခွဲနှိပ်တာပါမယ်ဆိုရင်3000ခွဲပေါ့နော်ခေါင်းလျှော်ရီနှိပ်ပြရတယ်တော်တော်လေးကိုအဆင်ပြေတဲ့အပြင်ကုန်မှာပေါ့နော်ကိုရဲ့ဦးရည်ပြားကို Organic Scrub တိုက်ပြီးတော့ short ကျင်သူတွေအတွက်ဆိုရင်လည်းတော်လေးကိုအဆင်ပြေပါတယ်ဒီနေ့ Crystal ကပေါ့နော်တခါလေးကိုစပင်ညက်မှာဆိုတော့လေအရင်ဆုံးကိုလိုချင်တဲ့ပုံစံနဲ့ဆီယာနဲ့တိုင်ပင်နဲ့Crystal ရောလေဒီမှာ man haircut လုပ်မယ်ဆိုရင်ပေါ့နော်ဒီမှာရှိနေတဲ့ stylist တွေနဲ့တခြားဆွေးနွေးကြည့်ပါတော်လေးကိုအဆင်ပြေလို့ပေါ့နော်သူကလေလိုချင်တဲ့ပုံစံနဲ့ကိုယ်နဲ့လိုက်မလိုက်ဆိုတာကိုတခြားဆွေးနွေးပြီးရဲ့စပင်ညက်ပြီးတော့တဲ့အခါမှာဆိုရင်လေကိုကဘယ်လိုပုံစံထားချင်တာလဲဝက်စားဘယ်လိုပုံစံမျိုးယူရဲဆိုရင်စပင်ကြီးကဘယ်လိုထားတဲ့နေဆိုအသေးချောက်ရှင်းပြပေးရပေါ့နော်အခုလိုမျိုးစပင်ပိုင်းရဆိုရင်ပေါ့နော်လူတစ်ယောက်ရဲ့ second face ဖြစ်တဲ့အတွက်ကြောင့်ကိုထားတဲ့ပုံစံမူတည်ဘူးတော့ကိုကနူးပြသွားမလားရှင်းသွားမလားပေါ့နော်အများကြီးကွဲလွဲမှုရှိနိုင်တယ်ဒါကြောင့်မလို့ပေါ့နော်ကိုစပင်ညက်တဲ့အခါမှာဆိုရင်အခုလိုမျိုးတေချာဆွေးနွေးပြီးတော့တိုင်ပင်တာတော့အကောင်းဆုံးပဲပေါ့နော်ဒါကြောင့်မလို့ Crystal Orient ညီမှာဆိုရင်လေပေါ့နော်ယောက်ျားလေးစပင်ကိုဘယ်မှာနှိမ့်ရမလဲမင်းနေတဲ့သူတွေအတွက်အခုဆိုရင်ပြုံးလင်မျိုးမှာလေပေါ့နော် Hair Pro ကရောက်ရှိနေဖြစ်တဲ့အတွက်ကြောင့်သွားညှလို့ရပြီဆိုတဲ့အကြောင်းရဲ့ဆိုင်မပွဲအနေနဲ့ discount တွေရှိသေးရမလို့အမြန်ဆုံးသွားကြည့်ကြဖို့ Crystal ပြန်ပြီးတော့ share လုပ်ပေးလိုက်ပါပြေဦးလင်ကညီလေးညီမလေးရဲ့အတွက်တင်ချာပါတရက်မှာဆိုရင်ထူးချွန်လာစေဖို့ Crystal တို့ရဲ့ပြေဦးလင်မျိုးမှာဆိုရင်ပေါ့နော်ပထမဆုံးအနေနဲ့အာမခံတဲ့ကိုတင်ချာပေးမယ်တင်ချာစန္ဒာကြီးရာဆိုရင်မကြခင်မှာဖွင့်လှစ်တော့မှာပဲဖြစ်ပါတယ်ဖွင့်ပွဲနေ့မှာဆိုရင်လည်းအထူးအစီအစဉ်အနေနဲ့ညီလေးညီမလေးရဲ့အတွက်ဆိုရင်လည်း level test တွေကိုအခမဲ့စစ်ဆေးပေးသွားမယ့်အစီအစဉ်ကိုရှိသေးရမလို့ Crystal Vlog လေးကိုပြီးအောင်ကြည့်လိုက်တော့နော်ဒီတင်ချာစန္ဒာရဲ့လိပ်စာဆိုရင်တော့ပြေဦးလင်မျိုးရဲ့ရက်ွက်ကြီးကအခုမြင်တွေ့နေရတဲ့တုံကပူရီဟိုတယ်ရဲ့ဘေးလန်းကြားတွေကိုတက်တက်ဝင်လာလိုက်မယ်ဆိုရင်တော့လမ်းရဲ့ဘယ်ဘက်အချမ်းမှာတရှိရပဲဖြစ်ပါတယ်ဒီတုံကပူရီဟိုတယ်ကိုဘယ်လိုရောက်အောင်လာမလဲဆိုရင်ပေါ့နော်မန္တလေးဘက်ကနေတက်လာမယ်ဆိုရင်တော့ Regency စီဆိုင်ရှိရာအဝိုင်းရောက်ပြီးဆိုရင်ညာဘက်꿰ပြီးတော့တက်တက်မောင်းလာမယ်ဆိုရင်ရောက်ပါတယ်အခုလိုမျိုးပြေဦးလင်မှာဆိုရင်တင်ချာပါတာရဲ့ကိုပေါ့နော်အာမခံညီနဲ့တင်ချာပေးမဲ့စင်တာဆိုရင်တော့ more format ဆိုတဲ့စင်တာကြီးပဲဖြစ်ပါတယ်ဒီစင်တာကြီးမှာဆိုရင်တော့ဘာတွေတင်လို့ရမလဲဆိုရင် International School Math ဆိုတဲ့စင်ကာပူကျောင်းတင်ရိုးတင်ချာအတန်းများရှိမယ်ပြီးတော့ Olympic Math Class ဆိုတဲ့ပြိုင်ပွဲဝင်တင်ချာ Olympic အတန်းများလည်းရှိပါတယ်ဒီ more format တင်ချာစင်တာမှာဆိုရင်တွားရောက်တင်ယူမယ်ဆိုရင်တသားမိမိအတွက်ဘာရမလဲဆိုတာ Crystal လေးလာရခဲ့ရသလားပေါ့နော်အားလုံးကိုပြန်ပြီးတော့ share လုပ်ပေးချင်ပါတယ်ပထမဆုံးအနေနဲ့ကျောင်းမှာတင်ယူခဲ့တဲ့တင်ချာသင်ခန်းစာတွေကိုအသေးစိတ်ပြန်လည်ရှင်းပါမယ်ကျောင်းရည်စာတွေကိုဆိုရင်လည်းနားလေသည့်အထိကိုညီတွက်ချက်ပေးမယ်ပြီးရင်တော့ကျောင်းမှာဖြည့်ဆို့ရမယ်တင်ချာ exam တွေတဲ့အဆိုရင်လုံလောက်တဲ့အနိကပြင်ဆင်မှုများကို update ဖြစ်တဲ့ exam paper တွေကိုအသုံးပြုပြီးတော့လေ့ကျင့်ပေးမယ်အချိန်တိုအတွင်းမှာဆိုရင်တိတာရဲ့ result ကိုရရှိစေဖို့အတွက်တင်ချာရေးမှာဆိုရင်အတွေ့အကြုံရှိရဲ့ဆရာမတွေကအနိကတင်ချပေးမယ်ကျောင်းတင်ချတာမကပါဘူး mathematical thinking skill ကောင်းမွန်တွတ်တက်လာစေဖို့အတွက် Heroistic thinking skill စာအုပ်များခက်ခဲသောပုံစံများကိုရင်းနှီးကြောင်းဝင်မှုရှိစေရန် challenging math တင်ချများကိုပါထည့်သွင်းပေးကြပေးမယ်အခုလိုမျိုးပေါ့နော်တင်ချပါတာရဲ့နဲ့ပတ်သက်လာပြီဆိုရင်တသားမိမိရဲ့အတွက် concept မိပြီးတော့ပုံစံတွေကိုပေါ့နော်အခက်မရှိတွက်ချက်လာနိုင်သည့်အထိပေါ့နော်တင်ချပေးနေလို့သိရပါတယ်တယောက်နာမဲ့အချိန်များဆိုရင်တော့ Monday to Thursday အချိန်နဲ့ Saturday and
Sunday အချိန်များပဲဖြစ်ပါတယ်။တင်နန်းကျောင်းမှာကိုယ်တိုင်လာရောက်တက်ရောက်လို့ရတယ်လို့ online နဲ့လည်းတင်လို့ရပါသေးတယ်။9နှစ်6နှစ် KG အရွယ်ကနေစပြီးတော့14နှစ်နဲ့အထက်ထိတက်ရောက်လို့ရပါတယ်။ပြီးတော့လေဒီ Performance တင်ချစင်တာမှာဆိုရင်ပေါ့နော်ဒီနှစ်2026ကနေစပြီးတော့နိုင်ငံတကာအတိအမှတ်ပြုတဲ့အင်္ဂလိပ်နဲ့တင်ချ Olympic exam တွေကိုလည်း on campus မှာဖြစ်စေ online နဲ့ဖြစ်စေစတင်ပြီးတော့ဖြည့်ဆို့နိုင်ပါပြီဖြစ်ပါတယ်။ပြီးတော့လေဒီ Performance တင်ချစင်တာဆိုရင်ပေါ့နော်အခန်းနေရာဆိုရင်လေတသားမိမိတွေအတွက်တေချာပြင်ဆင်ပေးထားတဲ့အပြင်ကမှပတ်ဝန်းကျင်ကလည်းတိတ်ဆိတ်တယ်ပြီးတော့ပြည်လူမျိုးရဲ့အချက်ချာကြတဲ့နေရာမှာတရှိရဲ့အတွက်ကြောင့်ပေါ့နော်တော်တော်လေးကိုအဆင်ပြေပြီးတော့ကလေးများနားနေချင်းစော်ကစားဖို့အတွက်ဆိုရင်လည်းနေရာအကျယ်ကြီးပါရှိရပေါ့နော်စတင်ခန်းများအားလုံးပါဆိုရင်လည်း Crystal ခုပြပေးခဲ့တဲ့အတိုင်းပဲလေဝင်လက်ထွက်ကောင်းမွန်တဲ့အတွက်ကြောင့်တတောင်တတာနဲ့လိလာတည်ယူနိုင်မှာဖြစ်ပါတယ်ဒီ Morphomat တင်ဆက်စင်တာမှာဆိုရင်ပေါ့နော်ထပ်တိုးဖွင့်လှစ်ထားတဲ့အတန်းနေရာဆိုရင်တော့အင်္ဂလိပ်စာအတွက် YLE Starter Mover Flyer အတန်းများ IBSLE နဲ့ AEIS ပြင်ဆင်မှုအတန်းများ Exam Preparation အတန်းများနဲ့ 4K Training Class များလည်းရှိရဲ။ Science အတွက်ဆိုရင်တော့ Level 1 to 6 Academic Science အတန်းများ IBSLE နဲ့ International Exam ပြင်ဆင်မှုအတန်းများလည်းရှိပါတယ်။အခုလိုမျိုးတေချာပြင်ဆင်ပြီးတော့ဖွင့်လှစ်ထားတဲ့ Morphomat Center ဆိုရင်ပေါ့နော်မေလ10ရက်နေ့မှာဆိုရင်ဖွင့်လှစ်သွားမှာပဲဖြစ်ပါတယ်။ဖွင့်ပွဲနေ့မှာဆိုရင်တော့ညီလေးညီမလေးတွေအတွက် Level Test ကိုအခမဲ့စစ်ဆေးမယ့်စီစဉ်ကိုရှိပါတယ်။ဖွင့်ပွဲနေ့မှာတက်ရောက်တဲ့ကျောင်းသားမိဘများအနေနဲ့ပေါ့နော်ကိုယ့်ရဲ့သားသမီးနာမည်နဲ့ register လုပ်ထားရုံနဲ့ပေါ့နော်ဖွင့်ပွဲအပြီးတစ်ပတ်အတွင်းမှာဆိုရင်ဒီစင်တာမှာပေါ့နော် Level Test ကိုအခမဲ့လာရောက်ဖြည့်ဆို့ခွင့်ရရှိမှာဖြစ်ပါတယ်။ပြီးတော့ဖွင့်ပွဲနေ့မှာဆိုရင်ပေါ့နော်ဆရာတွေနဲ့မိမိရဲ့ကလေးအကြောင်းကိုအသေးစိတ်ဆွေးနွေးနိုင်မယ့်အစီအစဉ်လျော့ရှိသေးတယ်။အခုလာမယ့်မေလ10ရက်နေ့ရာဆိုရင်ဖွင့်ပွဲတသက်မဟုတ်ဘဲနဲ့ပညာရေးဆွေးနွေးပွဲအစီအစဉ်များနဲ့ပါဝင်တာဖြစ်တဲ့အတွက်ကြောင့် Crystal ရဲ့ audience မိဘတွေလည်းဆိုရင်ပေါ့နော်ဒီဖွင့်ပွဲကိုအားလုံးသွားပြီးတော့တက်ရောက်ဖို့ရ Crystal ဒီ vlog လေးနဲ့ပြန်ပြီးတော့ share ဝင်လုပ်ပေးလိုက်ပါတယ်။ပြင်ဦးလမှာဆိုရင် branded တွေကိုပဲဝတ်ချင်တဲ့ညီကိုတွေအတွက်ဆိုရင်လုံးဝ 100% authentic ပစ္စည်းတွေကိုတခြားနေရာတွေထက်ဈေးနှုန်းကလည်းတတရမယ်တနေရာတန်းမှာလည်းပစ္စည်းအမျိုးအစားတွေကိုစုံလင်စွာရှိနေရဲ့အမိုက်စားဆိုင်တစ်ခုစီကို Crystal တင်နေခေါ်သွားပေးချင်ပါတယ်အခုလိုမျိုးအမိုက်စားဆိုင်ရဲ့လိပ်စာဆိုရင်တော့ပြင်ဦးလမျိုးရဲ့သူမင်္ဂလာစီမင်းပေါက်ကနေဝင်လာမယ်ဆိုရင်တော့ဆက်လီကတွေ့ပြီးဆိုရင်ညာဘက်အချမ်းပေါ့နော်ဒီလက်အတိုင်းလေးကိုဇက်တက်ဝင်လာလိုက်မယ်ဆိုရင်တော့မြတ်တော်ပန်းဆွတ်တာရဲ့ဘေးကလေးရမှာရှိနေတဲ့ Leo Collection ဆွဲဆိုင်ပဲဖြစ်ပါတယ်ဒီဆံမကလေညီကိုတွေအတွက်ဆိုရင်လုံးဝတီးတန့် branded ပစ္စည်းတွေကိုဆိုရင် 100% authentic ပစ္စည်းတွေကိုပဲရောင်းချပေးနေရမှာဖြစ်ပါတယ်ဆိုင်ရဲ့အတွင်းထဲကိုဝင်ကြည့်လိုက်ပြီဆိုရင်တော့အခုမြင်တွေ့နေရတဲ့အတိုင်းပဲအမျိုးအစားပေါင်းများစွာရှိတဲ့အပြင်ကမှပစ္စည်းတွေဆိုရင် stock အပြည့်ကိုဖြည့်ထားတယ်အဲ့ဒီထဲမှာကိုကြိုက်တဲ့ရာပစ္စည်းအမျိုးအစားကိုစိတ်ချက်ရွေးချယ်ပြီးဝယ်ယူလို့ရပါတယ်ဒီဆိုင်ရဲ့အားသက်ချက်တစ်ခုဟာဆိုရင်တော့တခြားနေရာတွေနဲ့ရှင်းမယ်ဆိုရင်တော့လုံးဝဈေးနှုန်းသက်သာကိုတွေ့ရပါလိမ့်မယ်ဈေးနှုန်းသက်သာရေးဆိုပေမဲ့အတူတူတော့မထင်လိုက်ပါနဲ့ဆိုင်ရှင်အကိုနဲ့အမကိုယ်တိုင်ကကိုယ်တိုင်သွားပြီးတော့တည်ယူထားပြီးတဲ့အတွက်ကြောင့်တခြားနေရာတွေထက်ဈေးနှုန်းသက်သာခြင်းမဖြစ်ပါတယ်ဒီဆန်မားကလေယောက်ျားလေးတွေအတွက်အဝတ်ထွယ်ဆိုရင်ပေါ့နော် Boss တွေ Levi's တွေ H&M အစားရှိရဲ့ branded ပစ္စည်းတွေဆိုရင်အမျိုးအစားပေါင်း15မျိုးကျော်အထိရတဲ့အပြင်ကိုမှခပန်းနဲ့ပတ်သက်လာပြီးဆိုရင်လည်း LV တို့ Gucci တို့အစားရှိသဖြင့်5မျိုးတိတိထိရပါတယ် Crystal ကလေအခုလိုမျိုးပေါ့နော်ပြင်ဦးလင်မှာဆိုရင်တနေရာတိုင်းမှာပဲယောက်ျားလေးတွေအတွက်တီးတန့် branded ပစ္စည်းရောင်းချတာကိုတော်တော်လေးကိုသဘောကျမိတယ်ကိုချရရဲ့ချက်တူလေးကိုပဲလက်ဆောင်ပေးမလားကိုရဲ့ဆွေမျိုးတွေဦးလေးတွေအဖေတွေအပြင်ကမှကိုလေးစားရတဲ့ဆရာသမားတွေအတွက်ဆိုရင်လည်းလက်ဆောင်ပေးဖို့ကြော့ဖို့အတွက်ဆိုရင်တော့လေတနေရာထဲမှာအခုလိုရှိနေရဆိုတော့တော်တော်လေးကိုအဆင်ပြေပါတယ်ဒီဆံမကလေပစ္စည်းအမျိုးအစားတွေဆိုရင်တော့ Crystal ဗီဒီယိုပြရဲ့တစ်ခြားလုံးမှာဆိုရင်တော့တော်တော်လေးကိုစုံတာကိုတွေ့ရပါတယ်တချို့ပစ္စည်းတွေဆိုရင်ပေါ့နော် plastic နဲ့တခြားလေးကိုထုတ်ပေးထားကိုလည်းတွေ့ရတယ်ဒီဇိုင်းမရမှာတွေ color မရမှာတွေစိတ်မပူမှာတွေ stock တွေကိုအပြည့်ကိုထားရှိပေးထားပါတော့ဒါကြောင့်မလို့ဒီ Leo Collection ဆိုတဲ့ဆိုင်ကြီးရာဆိုရင် branded watch နဲ့ညီကိုတွေအတွက်ဆိုရင်တော့လေလုံးဝ quality ဖြစ်တဲ့ဆိုင်လေးဖြစ်တဲ့အတွက်ကြောင့်အမြန်ဆုံးသွားပြီးတော့ကြည့်ဖို့ရ Crystal ပြန်ပြီးတော့ share လုပ်ပေးလိုက်ပါတယ်